Really was not Shemia along Manglavano. Dine the tape Morgan side the side Yabi Mavia, the tape Morgan side the side. The side over the Tabu Lero, Madu Boya Lodero. No Limo Martin had a Madu with you. You didn't have a letter Madu. The tape Morgan side. To a genuine DJ body, a genuine DJ body. No? Charema trot doma solo. To be Jathalai. To our genuine DJ. Lua one time video or I'm a book walk and I'm leaving. Decide the go say I'm a solution or don't I'm yare. Get a geo. You got. နှစ်ပိတ်မှာနောက်ပေါင်း6ဆိုတဲ့ဖြစ်စဉ်ပေါ့နော်နှစ်ပိတ်မှာနောက်ပေါင်း6ဆိုတဲ့ဖြစ်စဉ်ဒီထဲမှာဆိုလို့ရှင်သူက၄ခုရှိတယ်ဗျာဒီမှာတစ်ခုနှစ်ပိတ်မှာနောက်ပေါင်း6ဒီမှာနှစ်ပိတ်မှာနောက်ပေါင်း6နော်နောက်ပြီးတော့ဘယ်နာမှာရှိသေးလဲဆိုတော့ခါကျတော့ပိတ်မှာနောက်ပေါင်း6ဒီမှာတစ်ခုရှိတယ်ဗျာနောက်ပေါင်း6နောက်ပြီးဒီမနစ်ကနောက်ဆုံး24ချိန်မှာနောက်ပေါင်း6ပုံ3ည6ဆိုပြီးထွက်သွားတယ်ဗျာနော်သူအဲ့နောက်ပေါင်း6လေးတွေကိုချိန်ခံပြီးတော့ခါကျတော့မွေးကနန်းတစ်ပွက်ထုတ်ထားတယ်ပေါ့ဗျာနော်ကြိုက်တော့လဲ3ပေါ့ဗျာမကြိုက်တော့လဲမ3ကြည့်အောင်ဗျာနောက်ပေါင်း6လေးနောက်ပေါင်း6 24ချိန်မှာနောက်ပေါင်း6ဖြစ်စဉ်၄ခုရှိတဲ့ထဲမှာပထမဆုံးနောက်ပေါင်း6ကတည်းကဗျာ6 3ည6ဆိုပြီးတော့နောက်ပေါင်း6ကြတယ်သူကနောက်ပေါင်း6ရဲ့ကြားတဲ့အချိန်မှာသူ့ရဲ့နောက်တဲ့ထဲမှာသူကကနန်းတစ်ခွက်ထွက်ပေးထားတယ်ဘယ်ကနန်းတစ်ခွက်ထွက်ပေးထားလဲဆိုတော့ဒီမှာ3ည33ဆိုပြီးကနန်းတစ်ခွက်ထွက်ပေးထားတယ်နော်3ည33ကဘယ်လိုထွက်ပေးထားလဲဆိုတော့သူကဒီနောက်ပေါင်း6လို့ဖြစ်ပြီးတော့ခါကျတော့နောက်ပေါင်း6ရဲ့အထက်ဒီမှာဒီဇောင်း3လုံးပေါင်းခြင်းဇောင်း3လုံးပေါင်းခြင်းမဟုတ်ဇောင်းထောင်3လုံး3 3ည3နော်ဒီ3 3ည3ကိုသူ့ရဲ့နောက်နဲ့ထဲမှာဒီမှာ3ည33ဆိုပြီးတော့ခါကြတော့ထွက်ပေးထားတယ်နော်နောက်ထပ်ဒုတိယနောက်ပေါင်း6ကိုကြည့်လိုက်အောင်ဒီမှာဒုတိယနောက်ပေါင်း6ဒုတိယနောက်ပေါင်း6မှာဆိုသူ့ရဲ့ဖြစ်စဉ်လိုပဲခုနလိုမျိုးပဲအပေါ်ဆုံးကဒီမှာရှေ့6 5နော်ရှေ့6 5ဒီရှေ့6 5ကသူ့ရဲ့နောက်နဲ့မှာနောက်မှထွက်ပေးထားလိုက်ဆိုတော့ဒီမှာ968ဆိုပြီးတော့ဒီမှာထွက်ပေးထားတယ်နော်မကျင်ပြီးတော့ရနော်နောက်ထပ်တတိယနောက်ပေါင်း6ဒီမှာရတတိယနောက်ပေါင်း6 914နော်914မှာသူ့လိုပဲခုနလိုမျိုးသူ့ရဲ့ပေါ်ကဒီမှာ166ဆိုပြီးတော့ခါကြတော့သူ့ရဲ့အထက်ကနောက်ထောင်3လုံးနော်166ဒီသူ့ရဲ့နောက်နဲ့မှာမထွက်ပေးထားတယ်ဆိုဒီမှာ9ချိန်မှာထွက်ပေးထားတယ်616ဆိုပြီးတော့ထွက်ပေးထားတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီနောက်ဆုံး၄ကမြောက်မှာမနစ်က9306မှာနောက်ပေါင်း6လို့ထွက်သွားတယ်အဲ့ဆိုသူ့ရဲ့အထက်ကနောက်ထောင်3လုံးက9နဲ့5တယ်ဗျာနော်ဒီ9နဲ့5ကခု2026ထဲမှာထွက်ရမှာခု3ရက်ခုထွက်တော့ဆိုရင်8ချိန်ပြီးသွားပြီနော်8ချိန်ပြီးသွားတယ်ဆိုတော့ကျန်တဲ့ချိန်ကြီးတွေမှာ9နှစ်ပေါ့ဗျာနော်9နှစ်အခုကခွာပဲနော်ကြိုက်တဲ့သူကတော့မွေးထိုးပါမကြိုက်တဲ့သူကတော့မထိုးပါနဲ့သူ့မှာအချင်းကြီးပါလာတယ်ကျင်းရဘလို့ပါလာလဲဆိုတော့ချက်ပြပေးမယ်ခုနကဒီမှာဗျာနောက်ပေါင်း6ပထမနောက်ပေါင်း6မှာသူ့ရဲ့ထက်က3 3ည3 3 3ည3ဒီသူ့ရဲ့နောက်နဲ့မှာ3ည33ဆိုပြီးသူကထွက်သွားတယ်3ည33နှစ်ချိန်မှာထွက်သွားတယ်ဗျာသူ့ဒီအကျင့်ရေးကိုဘယ်လိုဖမ်းမလဲဆိုတော့ဒီမှာကြည့်လိုက်6 3ည6မှာနော်6 3ည6မှာသူ့ရဲ့ခွာပေါင်းခြင်းနဲ့ခွာပေါင်းခြင်းနဲ့မလို့အဲ့ဒီ3ည33ဒီနှစ်ချိန်မှာထွက်သွားတယ်နော်ဒီကခွာပေါင်းနှစ်မလို့6
636ကခွာပေါင်းနဲ့မလို့သူကနောက်နှစ်မှာနှစ်ချိန်မှာဒီမွေကနန်းကထွက်သွားတယ်လို့ယူဆထားတယ်နော်ဟုတ်ပြီအဲဆိုဒုတိယချိန်ဒုတိယနောက်ပေါင်း6ဒုတိယနောက်ပေါင်း6မှာ6 4နှစ်လို့ထွက်သွားတယ်6 4နှစ်ကသူ့ရဲ့နောက်ပေါင်း6အထက်က865ဒီ865ဒီသူ့ရဲ့နောက်နဲ့မှာဒီမှာ968လို့ထွက်သွားတယ်968ဒီ1 2 3 4 5 6 9 8ချိန်မှာထွက်သွားတယ်အဲ့အတွက်ကျွန်တော်တို့ဒီခွာပေါင်းလေးကိုကြည့်လိုက်အောင်ခွာပေါင်းက6နဲ့ခွာ8နော်ခွာ8မလို့ဒီ865ဒီသူ့ရဲ့နောက်နဲ့8ချိန်မှာထွက်သွားတယ်လို့ယူဆလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့တတိယနောက်ပေါင်း6တတိယနောက်ပေါင်း6မှာဆိုလို့ရှိရင်သူ့ရဲ့ပေါ်ကနောက်ထောင်3လုံးဒီ166ဒီသူ့ရဲ့နောက်နဲ့ဘယ်နှချိန်မှာထွက်လဲဒီမှာ5ချိန်မှာထွက်သွားတယ်နော်5ချိန်မှာထွက်သွားတယ်ပဲသူ့ရဲ့ရှေ့နီတို့ပဲခွာပေါင်းလေးကိုကြည့်လိုက်အောင်5 4 5 1ဆိုတဲ့အတွက်သူကခွာ9နော်ခွာ9ဖြစ်တဲ့အတွက်သူ့ရဲ့ဒီ166ဆိုတဲ့ကဏ္ဍကဒီမှာ5ချိန်မှာ616လို့ထွက်သွားတယ်ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ဒီနောက်ဆုံးလေးကမြောက်နောက်ပေါင်း6ကိုကြည့်လိုက်တဲ့အခါကျတော့936ရဲ့အထက်ကနောက်ထောင်3လုံးဒီ9နဲ့5နော်ဒီ9နဲ့5ဒီသူ့ရဲ့ဒီနောက်နဲ့2026မှာထွက်ဖို့အတွက်ဆိုလို့ချင်းကျွန်တော်တို့ကအကျဉ်းကြီးကိုဘယ်လိုကြည့်မလဲဆိုရင်ခုနတိုင်းဆိုရင်ဒီမှာ936ရဲ့ပေါင်းချင်းက3ဖြစ်နေတယ်နော်3ဖြစ်နေတဲ့အတွက်သူ့ရဲ့နောက်နဲ့မှာ3ချိန်မှာကျွန်တော်ထိုးခဲ့သေးတယ်ရှယ်ပဲမထွက်ခဲ့သေးဘူးနော်အဲ့ဒါဆိုရင်ဒုတိယ73ချိန်မှာထိုးရမယ်ဒီမှာခုက9ချိန်ရောက်ပြီကို10 11 12 13ဒီချိန်မှာဒီကဝန်ထိုင်ပြီးအော်ထွက်သေးဘူးလားမထွက်သေးရင်23ချိန်ကြာရင်လူကဝန်ထိုင်ပြီးတော့အော်ဗျာထွက်ရင်တော့ရမယ်ဗျာမထွက်ရင်တော့ကုန်မယ်ဗျာဒါပါပဲနောက်တစ်ခုအနေနဲ့ကအထိုင်ပေါ့ဗျာအထိုင်ကတော့အခုကဆိုတော့ခါကြတော့3ခွက်ပဲထိုးရတာဆိုတော့အကုန်လုံးတော့ထိုးသေးခြင်းနဲ့အထိုင်အနေနဲ့ကတော့မိမိကြိုက်တဲ့အထိုင်နဲ့ထိုးပေါ့ဗျာနော်အထိုင်အနေနဲ့ကသူကအကျန်းမြင့်ကတော့အကျန်းမြင့်အနေနဲ့ကဆိုလို့ရှိရင်ဒီပထမအဆုံး333မှာဆိုလို့ရှိရင်ဒီထိပ်စီး3ဒီခါနဲ့ထွက်တယ်လို့ကျမ်းမြင့်ယူဆလို့ရတယ်ဒီထိပ်စီး3နော်ထိပ်စီး3ဒီသူ့ရဲ့ဒီမှာ333ဆိုတော့အတွက်ခါနဲ့ထွက်တယ်လို့ယူဆလို့ရတယ်ကျမ်းမြင့်ပေါ့ဗျာဒါကတော့ကျွန်တော်လည်းသိမကြိတ်ပါဘူးဒီမှာ865ဆိုလို့ရှိရင်8ထိပ်ဒီမှာ986ဆိုပြီးခါနဲ့ထွက်တယ်လို့ကျမ်းမြင့်ယူဆလို့ရမယ်နောက်ထပ်ဒီ166မှာဆိုလို့ရှိရင်လည်းဒီ1ထိပ်ဒီမှာ1ခါနဲ့ထွက်တယ်လို့ကျမ်းမြင့်ယူဆလို့ရမယ်ဗျာနော်အဲ့ဒါဆိုကျွန်တော်တို့ဒီက9နဲ့5မှာဆိုလို့ရှိရင်5ထိပ်ဒီ5ခါနဲ့ကျွန်တော်တို့ယူဆမယ်ဆိုလို့ရှိရင်255နော်255ခါနဲ့ဆိုရင်255ရှိမယ်နောက်တစ်ခုက55နဲ့ရှိမယ်255နဲ့ရှိဘူးနောက်ဘူးနော်ကျန်တဲ့9နဲ့5ကတော့ရှမ်းပြီးတော့ထိုးသေးခြင်းတော့ဗောဗျာကဲအားလုံးကျန်တဲ့သူမွေးနိုင်ပါတယ်9နဲ့5 73ချိန်နဲ့23ချိန်မှာဆိုလို့ရှိရင်တော့မဖြစ်မနေထိုးသေးခြင်းပါတယ်ကဲအားလုံးပဲဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ကြိုက်တဲ့သူကထိုးပါမကြိုက်တဲ့သူကမထိုးပါနဲ့ကြော်သွားလိုက်ပါမပြပြီးသားရှိတဲ့သူရှိတယ်ဆိုရင်လည်း credit ပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ